ရေးပေါ်လွယ်ပြင်ဆင်ကြည့်ကြတာပေါ့ကျွန်တော်ပြီးခဲ့တဲ့ဂျပန်ကဒီခုမမိုတိုဘက်မှာငလင်းရှင်းတို့7လောက်ရှိတဲ့ငလင်းလှုပ်ပြီးသွားတဲ့အချိန်မှာဒီဂျပန်အစိုးရနဲ့ဒီဘူမိဗေဒပညာရှင်တွေတောက်လျှောက်ပြောနေတာနန်ကိုင်ဆိုတဲ့အိုက်ချီကန်တို့ခန်တိုတို့ခန်ဆိုင်တို့ဘက်မှာရှိတဲ့တောက်ချက်လွာရမလှုပ်တာကြားနေပြီသူနောက်ဆုံးလှုပ်ခဲ့တာ1944နဲ့1946အဲ့မှာဘယ်မျိုးတွေအဓိကထိခိုက်သွားဆိုနာဂိုယာတို့တိုယိုဟာရှိတို့ဆိုတဲ့မျိုးတွေပြီးအဲ့ကျွန်တော်ဒီဘက်ကတောက်လျှောက်ဥစားကဘက်ကမျိုးတွေအားလုံးပါတယ်အဲ့ငလင်းကြီးကနောက်ဆုံးလှုပ်ခဲ့တာ1944နဲ့1946ဆိုတော့မလှုပ်ခဲ့တာ280လောက်ရှိသွားပြီအဲ့ငလင်းကလှုပ်မဲ့ဆိုလို့ရှိရင်လည်း8နဲ့9လောက်ရှိတဲ့ပြင်အားနဲ့သူကလှုပ်လာနိုင်တယ်လို့ခန့်မှန်းထားကြတယ်အဲ့ငလင်းကြောင့်တိတ်ဆုံးထိခိုက်မှုတွေကလည်းသိန်းကနန်းလောက်အထိများသွားနိုင်လို့ခန့်မှန်းထားကြတယ်အရေးပေါ်လွယ်တွေကိုဘယ်လိုပြင်ဆင်ကြမလဲဆိုတာကိုကြည့်လိုက်ကြအောင်ဒီအနာကပလစတာတို့ခွန်းတို့ပေးတို့အရက်ပြန်တို့ခေါင်းကိုက်ပြောက်ဆေးတို့ကိုပူကြဆေးတို့ကုန်ပါပါတယ်ဒီထဲမှာကျွန်တော်ရှမ်ပူရှိတို့ပါကျွန်တော်တို့ဘက်မှာဒီငလျင်လှုပ်ပြီးတော့အဓိကပြတ်သွားတာကရေနဲ့လျှက်စစ်တောင်အလောက်မပြတ်ဘူးရေအဓိကပြတ်သွားတယ်ဆိုတော့ရေမရှိဘဲနဲ့ရေချိုးလို့မရတဲ့အတွက်ကျွန်တော်ဒါဒီကောင်ကရေမလိုဘဲနဲ့တန်ရှင်းလုပ်လိုက်ရမှာပဲဒီထဲမှာကျွန်တော်တို့ကျိုးလဲပါတယ်ပြီးတော့လက်အိတ်လဲပါတယ်ပြီးတော့ဒီမှာဝစီလေးပါတယ်အဲဒီဝစီကကိုကဥမာတကယ်လို့လုံးဝပိတ်မိနေတဲ့နေရာရောက်လို့ရှိရင်ဝစီလေးလဲမှုတ်ပြီးတော့လှမ်းပြီးအကူကြီးတောင်းလို့ရပါတယ်ဒီထဲမှာကုန်ပါပါတယ်ဒါတော့ကျွန်တော်လိုအပ်မှပတ်တီးထပ်ဝယ်လာတာပါမိုးရွာနေလို့ရှိရင်ကျွန်တော်ကဒီမှာလိန်ခိုးဆိုဝယ်ထားပါတယ်လက်နှစ်ဓမီလေးလည်းဝယ်ထားပါတယ်ရေပြတ်သွားလို့အိမ်သာရေဆွဲချလို့မရတဲ့အိမ်သာတက်ဖို့အခက်ခဲအကုန်လုံးဖြစ်ကြတာဖြစ်တဲ့အတွက်ကိုတက်နေတဲ့အိမ်သာဖုံးမောင်သွတ်လိုက်ရုံပဲဆွတ်ပြီးတော့ကိုအလေးဖြစ်ဖြစ်အပေါ်ဖြစ်ဖြစ်သွားပြီးဒီကောင်ပိတ်ပြီးတော့ပြန်ပြီးဆွန့်ပြလိုက်မှာဒီကောင်10ခုပါတယ်ဆိုမစိုးအဲ့တော့မှဒီကောင်900ပဲရှိကျွန်တော်တရားနဲ့ဆိုင်ကနေပဲဝယ်ထားပါကျွန်တော်အခုဒီနေ့ဒီအရေးပေါ်ပစ္စည်းတွေအကုန်လုံးတော်တော်များများတရားနဲ့ဆိုင်ရနေပဲဝယ်ထားဖြစ်ပါတယ်ဒီဥစ္စာကရန်ရည်တဲ့ဒေသမှာရောက်နေလို့အမြန်ပြောင်းရွှေ့ရတော့မယ်ဆိုလို့ရှိရင်အလူမီနီယံနဲ့လုပ်ထားတဲ့ဆောင်းပုံစံလေးပါအဲ့ဒါလေးခြုံလိုက်တမ်းပြီးနှွေးမှာပါရေတဲတဲ့အိတ်ပါ9လီတာအထိကိုစက်ပါတယ်ဒီဘက်ဝယ်လို့ရှိရင်ကိုကရေတဲတရားမရှိတဲ့အချိန်မှာခက်ခဲဖြစ်မှာမဟုတ်လို့ပါအဲ့တော့ဒီဟာကရေတဲတဲ့အိတ်ပါ9လီတာအထိကိုစက်ပါတယ်နောက်ဆုံးเนี่ยကျွန်တော်ကယ်လိုရီဘားတွေအများကြီးဝယ်ထားပါတယ်။ဒီဟာတစ်ခုနှစ်ခုလောက်စားရင်ကိုလိုအပ်တဲ့ကယ်လိုရီအားလုံးကိုဘားတွေကနေပဲကုန်ရတယ်ဆိုတော့အများကြီးလဲစားအများကြီးလည်းမလိုဘူး။တခြားအကူအညီတွေမလာနိုင်သေးတဲ့အချိန်မှာဒီဟာလေးတွေအသက်ဆက်ပေးနိုင်မယ်လို့ထင်ပါတယ်။ကျွန်တော်ကယ်လိုရီဘားတွေကတော့တခြားဘဝယ်ထားပါသူကထားလက်ခံပါတယ်။ရေ2လီတာဘူးတဘူးတော့ဝယ်ထားပါတယ်။ဒီထဲမှာမထည့်ထားပါတယ်။ချန်နာတော့ဆောင်းရတော့ကုန်ထုတ်မပြတော့ပြန်ထည့်ရတာပြင်းလို့အားလုံးမဆုံးထိကြည့်ပင်ကျေးဇူးတင်ပါတယ်တို့သဖြင့်တိုကျိုနာဂိုယာအိုဆာကာဒေသတကြောပတ်ဒီမှာနေတဲ့လူတွေအားလုံးလည်းအတူပြီးတော့ပြင်ထားတဲ့တယ်လို့ထင်ပါတယ်ဘယ်အချိန်လှုပ်မယ်ဘယ်နေရာမှာလှုပ်မယ်ဘယ်လောက်လှုပ်မယ်ဆိုတာတော့ငလျင်ဆိုတာဘယ်သူမှမခံမှန်းလို့မရတာဖြစ်တဲ့အတွက်ကြိုပြီးပြင်ဆင်ထားခြင်းအသာအကောင်းဆုံးပါလို့ပြောနေဒီကုန်းချုပ်ပါတယ်ဘိုင်ဘိုင်အားလုံးဘေးရန်နေခင်ပါစေ